မိကောင်းဖခင်တဲ့ခေါင်းစဉ်ကမိကောင်းဖခင်ဆိုတဲ့စကားပုံရမိခင်ကောင်းရင်ဖခင်ကိုသားသမီးတွေဟာခင်တွယ်တတ်တယ်တဲ့ဒါဟာသိမှန်တာပေါ့အိမ်အောင်စုတစ်ခုမှာမိခင်ဟာဖခင်တဲ့ရှေ့ကိုပိုရောက်တယ်သားသမီးတွေကိုပိုပြီးတော့ထိတွေ့ကင်တွယ်ရတယ်သားသမီးတွေရဲ့ချစ်ချင်းကိုလည်းပိုင်ဆိုင်ရတယ်ဖခင်ကတော့ဒီခံစား권တွေကိုမိခင်ကခွဲပြီးမှသာခံစားရပါတယ်မိခင်သာမကောင်းခဲ့ရင်ဖခင်ဆိုတာသားသမီးတွေအတွက်ဘာကျေးဇူးမှမရှိဘူးလို့သားသမီးတွေကထင်သွားတတ်ပါတယ်တချို့မိခင်တွေကသိပြီးတော့အတ္တကြီးတယ်သားသမီးတွေကိုဖခင်နဲ့ခင်ခွင့်မပေးဘူးဖခင်ရဲ့စိုးကွက်တွေကိုပဲသားသမီးတွေအုံနောက်တွေကိုရိုက်ထည့်နေတတ်တဲ့မိခင်တွေရှိတယ်အဲ့ဒီလိုမိခင်စိုးတွေနဲ့နေခဲ့ရတဲ့သားသမီးများဟာဖခင်ကိုလည်းချစ်တတ်တဲ့စိတ်မရှိဘူးဖွံ့မျိုးမှုလည်းနေကြတာကိုတွေ့ရတယ်ဒါတွေဘာကြောင့်ဖြစ်ရတာလဲဆိုရင်ဖခင်ရဲ့ကျေးဇူးတွေကိုမသိခဲ့ကြလို့ပေါ့ဒါကြောင့်တချို့ရက်ွက်ထဲတွေမှာပြောကြတယ်လေဒီကောင်လေးတွေဒီကောင်မလေးတွေကမိကောင်းဖခင်သားသမီးတွေမဟုတ်ဘူးဆိုပြီးတော့ပေါ့မိကောင်းဖခင်သားသမီးဆိုတာအပြောဆိုအနေထိုင်အစားအသောက်ကစပြီးတော့စနစ်ကြတယ်သေတတ်တယ်ဒီကောင်ဖခင်ထိန်းချောင်းပေးခဲ့တာမဟုတ်တဲ့သားသမီးကြတော့စကားပြောလဲပေါ်တီးပေါ်ပြက်အလုံးလုံးလဲမထိလေးစားအနေထိုင်လဲပိုးဆိုးပတ်ဆက်နိုင်ကြတာကိုတွေ့ရတယ်အဖေကလည်းနေခြင်းသလိုနေသားသမီးကိုမဆုံးမအမေကလည်းအမြဲတမ်းဖခင်နဲ့ရန်ဖြစ်ဆဲဆိုနှလုံးသွင်းလုံးထိုးနေတဲ့အခါကျတော့သားသမီးတွေဟာရိုင်းကျင်တိုင်းရိုင်းကြတယ်ဘုရားတရားမသိတန်ခါမယုံသိဆရာသမားမလေးစားတဲ့လူငယ်တွေအခုခေတ်မှာသိပ်ပေါ်လာကြတယ်ကိုယ်ထက်အသက်ကုန်ဝါကြီးတဲ့သူကိုလည်းဆဲဆိုနေကြတာသိပြီးတော့များနေတယ်ဒီကလေးတွေကိုကြည့်လိုက်ရင်အဖေမေကလည်းလျက်ပေါ်လော်လီနေကြတယ်အဖေကရဲသမားအမေကဖဲသမားဒီလိုလူတွေကမွေးလာတဲ့သားသမီးမှမရိုင်းရင်ဘယ်သူရိုင်းပါတော့မလဲပြီးရင်သားသမီးကိုမနိုင်ဘူးဆိုပြီးမပြောဘဲနဲ့လွတ်ထားတယ်ကိုသားသမီးကပြဿနာရှာလာတော့ရှေ့ကနေကာစီလှုပ်ပြီးကာကွယ်ပေးတတ်တဲ့မိဘဇိုးတွေရှိတယ်အမားလုံနေတာကိုလည်းမတားပဲဆက်တာလုံးဆက်တာမိုက်ဆိုပြီးအားပေးတတ်တဲ့အဖေဆိုးတွေဟာအများကြီးရှိတယ်ဒီလိုမိဘနဲ့သားသမီးဆိုးတွေကြောင့်လောကကြီးဟာပျက်စီးနေတာပဲနေခြင်းသလိုနေမယ်စားခြင်းသလိုစားမယ်သေခြင်းသလိုသေကြမယ်ဆိုတဲ့လူမျိုးတွေအခုခေတ်မှာသိပြီးတော့ပေါ်လာကြတယ်ဒါဟာဘသူရဲ့လက်ချက်လဲဆိုရင်ဒီလူဖြင်းလူညံ့တွေကိုမွေးထုတ်ပေးလိုက်တဲ့မိဘဆိုးတွေရဲ့လက်ချက်ပါပဲပြီးရင်သူတို့ကသူတို့သားသမီးတွေဆိုးတယ်လို့သွားပြောရင်မကြိုက်ကြဘူးရံပြန်တွေ့မှအသေးကြပါပဲဒါကြောင့်လည်းရက်ွက်တွေမှာမြို့ရွာတွေမှာလူကောင်းနေပြီခုလိုရက်ွက်တွေမြို့ရွာတွေကိုအိုးမဲလိုက်တုံနေတဲ့သူတွေများလာတာပေါ့ဒီလိုလူတွေရှိနေသူရဲ့ဘတော်မှဒိုးပြည်ရွာဟာလှပလာမှာမဟုတ်ဘူးအမြဲတမ်းညစ်ထေးနေမှာပါပဲအဲ့လိုတွေကဘယ်နေရာမှအသုံးမဝင်ဘူးစီးပွားရေးလည်းမဖြစ်မြောက်နိုင်ငံရေးလူမှုရေးဘယ်နေရာမှအသုံးမဝင်ဘူးနောက်ဆုံးဘာသာရေးပါမသိဆိုတော့လောကမှာအဲ့လိုလူမျိုးတွေရှိနေတာရှေးလူကြီးတွေပြောသလိုစံကုန်ပြီးမြေလေးတာပဲဖတ်တင်နေတဲ့ဒီစကားဟာသိမှန်တယ်နော်ဒါကြောင့်မိမိတို့ဟာမိမိတို့ရဲ့သားသမီးများကိုမိခင်ကောဖခင်မှာဆုံးမသွန်သင်ကြပါမိရင်ကောင်းမွန်တဲ့ဆရာသမားတွေကိုအပ်ပြီးတော့လိမ္မာရင်ကြီးအောင်ဆွမ်းဆောင်ကြပါလို့တိုက်တွန်းလိုက်ပါတယ်နော်